2025ခုနှစ်မေလ31ရက်စနေနေ့မဖြက်စီးပါငါတို့သည်အမျိုးမျိုးသောနှောက်ယှက်ခြင်းကိုခံရတော့လေအကျိုးနည်းခြင်းတို့မရောက်မကြံစည်နိုင်အောင်ရှိတော်လေစိတ်မပြတ်ညှင်းဆဲခြင်းကိုခံရတော့လေဆုံးရှုံးခြင်းမရှိအောက်သို့လဲခြင်းကိုခံရတော့လေဆုံးရသူမရောက်ကိုရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီးလေးငယ်8မှာကိုAmerican Warminshi Corinthian အမျိုးသားဥယျာဉ်သို့အလဲသွားကြစဉ်ဇနီးတဲ့နဲ့ကျွန်တော်ကရေးဆွဲထားသည့်လိပ်ပြာမတစ်ကောင်နဲ့ဓာတ်ပုံရိုက်ဖို့လုပ်ကြသည်ကျွန်တော်တို့တကောင်ကိုတွေ့ပြီးပျက်စီးသွားသည့်တောင်မှတစ်ဖက်ရှိနေမှမသိခင်ခဏလောက်လိုက်ရိုက်လိုက်သည်လိပ်ပြာများအတွက်ပြတ်သွားသည့်တောင်မှများသည်ငှက်များနှင့်အခြားတောရိုင်းတိရစ္ဆာန်များအတွက်သားကောင်တစ်ဖွဲဖြစ်တာကြောင့်လိပ်ပြာများတွင်ပုံမှန်ဖြစ်သည်တိုက်ခိုက်ခံရသောလိပ်ပြာတစ်ကောင်ကရှင်သန်လွတ်မြောက်ရန်လုံလောက်သောအခြေအနေပေးပါက၎င်း၏အတောင်မှတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးဆုံးရှုံးမည်ဖြစ်သည်ရှင်ပေါလု၏အဆိုတွင်ဆိုးဆိုးရွားရွားထိခိုက်နိုင်သည်ဒါမှမဟုတ်ထိတော်လည်းမပြည့်စည်ပါဓမ္မတော်ရှင်ပေါလုကဧဝံဂေလိခရီးတွင်ဧဝံဂေလိဟောခြင်းအသင်းတော်တည်တည်ထောင်ခြင်းအကျဉ်းချခြင်းရိုက်နှက်ခံရခြင်းကြောက်ခဲနှင့်ပြစ်ခံရခြင်းသင်္ဘောပြက်ခြင်းကြောက်စရာရည်ကြီးခြင်းဓမြပြီးစားလောင်ငတ်မှုခြင်းထိုမှုများအားလုံးတွင်ရှင်ပေါလုနာကျင်ခံရတော့လည်းမပြည့်စည်ခဲ့ပါကျွန်တော်တို့အသက်ရှည်ပါကအများစုကဖျားနာခြင်းမတော်တဆထိခိုက်မှုပစ္စည်းဥစ္စာဆုံးရှုံးခြင်းချေရသူတည်ဆုံးခြင်းအခြားသူ၏လက်တွင်အကြမ်းဖက်ခြင်းကြုံတွေ့ရလိမ့်မည်ရှင်ပေါလု၏တက်တည်ခံခြင်းနှင့်အတူဒဏ်ရာရသောလိပ်ပြာလေးပုံကကျွန်တော်တို့ကြုံရသည့်ဒဏ်ရာများကြားမှဘဝတွင်အခွင့်အရေးများမြင်တွေ့ရန်အားပေးပါသည်ကျွန်တော်တို့နာကျင်ခံစားရတော့လေဘုရားသခင်ကျေးဇူးတော်ကြောင့်မပြည့်စည်ခဲ့ပါဆင်ခြင်ရန်ကျွန်ုပ်နာကျင်ရနိုင်တော့လေဘုရားသခင်ကျေးဇူးတော်ကြောင့်မပြည့်စည်ခံရပါအာယုံပြုဆုတောင်းရန်အတိတ်ကနာကျင်စရာများမှလွတ်မြောက်စေရန်အတွက်ဆုတောင်းချက်ကျေးဇူးရှင်အဖလက်ရှိမှာဝမ်းမြောက်နိုင်ဖို့အတိတ်ကနာကျင်စရာများကိုလွတ်ချစေမှုပါအာမင် Randy K Hammer Tendency USA